မျိုးသမီးတော်တော်များများကမနဲ့မိုးလေးလာပြီးဆိုရင်အဲ့အလုပ်တွေကလေးအလုပ်တွေနဲ့ပဲအလုပ်ရှုပ်နေတတ်ကြတယ်ကိုချိန်ပေးဖို့ကိုချစ်ဖို့ကြတော့မေ့နေတတ်ကြတယ်ပေါ့နော်အဲ့လိုလူတွေအတွက်ဆိုရင်တော့မြတ်ကအချိန်လေးနည်းနည်းလေးနဲ့ကိုချစ်ဖို့အတွက်ပေါ့နော်ပြီးတော့ကွာမိန်းကလေးတော်တော်များများကအသက်ကြီးလာတာနဲ့အများတင်းတိတ်တွေအမဲစစ်တွေအမဲပြားတွေကမျက်နှာမှာဘာမှမလိမ့်ဘူးဆိုရင်ဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီလိုတွေဖြစ်လာရင်ကိုချစ်ကလည်းကိုပြစ်သွားမှလည်းကြောက်ရတယ်လေနော်အဲ့လိုဆိုရင်တော့တယ်လီတို့ကအခုမြက်ပြောမဲ့အဆက်လေးကိုသာနေ့တိုင်းပုံမှန်ပေါ့နော်အချိန်9မိနစ်လောက်ကိုပေးပြီးတော့သုံးမယ်ဆိုရင်တော့တယ်လီတို့ရဲ့ဒီပြဿနာလောကဖြေရှင်းပေးနိုင်မှာအဓိကတော့တင်းတိတ်မဲစစ်မဲပြောလောကမဖြစ်ချင်ဘူးဆိုရင်မြက်အခုသုံးပြပေးမယ်အဆက်လေးကိုနေတိုင်းသာပုံမှန်မအောင်တော့သုံးပေးပါအချိန်လည်းအများကြီးပေးစားမလို့ဘူးနည်းနည်းလေးပဲပစ္စည်းကလည်းဈေးကြီးတယ်လို့ထင်ရပေမဲ့တစ်ဆက်လုံးကိုမှသူက6လလောက်သုံးခန့်တာဖြစ်တဲ့အတွက်ချောင်းမအရန်မှာတန်တယ်ပေါ့နော်အဲ့တော့မြက်အခုသုံးပြပေးပါမယ်ပထမဆုံးစနေနဲ့မြက်ကဖယ်ရီယာတူနာလေးကိုသုံးပါမယ်ရှင်ဖယ်ရီတူနာကအဆက်ပါပြီးသားဖြစ်တဲ့ရေတဲ့အပီးပေးနိုင်တဲ့ချွေးပေါက်လေးတွေကိုကြီးစိန်နိုင်တယ်ဖြစ်တယ်ပေါ့နော်သူ့တုံးတဲ့အခါမှာမြတ်တို့ဂေါ်လေးနဲ့တလဲလက်လေးနဲ့တလဲနှစ်ခါသုံးပြီးလို့ရတယ်ပေါ့နော်အဆက်ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ရေတဲ့အပီးပေးနိုင်တဲ့အဆက်ထပ်ပြီးတော့သုံးကြမလို့ပါဘူးရှင်ဒီမှာနော်မျက်နှာဘလောက်ပဲတစ်ပေါ့နော်ဂျီလေးတွေရှိသေးတယ်ပေါ့နော်အဲ့တော့ပြီးဆိုရင်လက်လေးနဲ့တစ်ချိန်သုံးပါမယ်လက်လေးကိုတက်တက်ဆင်းလေးသုံးပေးဖို့တော့လူတယ်ပေါ့နော်အဲ့တော့ပုတ်ပြီးတော့သုံးပေးပါမယ်အဲ့လိုသုံးပေးချအပြင်မျက်နှာချွေးပေါက်လေးတွေကြီးစေတယ်မျက်နှာကိုရေတဲ့အပီးပေးနိုင်ပြီးတော့စားဝတ်ချက်လေးတွေတက်တာစေပါတယ်ရှင်တော့မြက်တူနာသုံးပြီးပြီဆိုရင်တော့နိုးရည်လေးကိုသုံးပါမယ်ဒီဆက်လေးကတော့ဝတ်ချက်တစ်တမားတွေသုံးကြမလို့ပါဘူးမြက်ကတော့ဝတ်ချက်အမြဲမတက်တမားဆိုတော့နိုးရည်လေးသုံးပါမယ်အတန်လေးကိုတော့တီးခတ်ပြီးတော့နားထောင်ပေးပါနေကောင်းကစားအတန်လေးဆိုတော့ပေါ့နော်နည်းနည်းလေးဟိုဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့ခတ်ပြီးတော့နားထောင်ပေးကြပါဒီနို့ရဘာကြောင့်မို့တော့လဲဆိုတော့သူကမျက်နှာမှာရှိတဲ့ဆဲတိတ်လေးတွေဖယ်စားပေးပြီးတော့ဆဲလေးတွေကိုပြန်လဲငွေခွာလာအောင်လုပ်ပေးနိုင်တယ်ပေါ့နော်ပြီးတော့နေလောင်တကြသားရည်မညီညာတောင်လဲပြုပြင်ပြောင်းလဲပေးနိုင်ပါတယ်ရှင်ပြီးဆိုရင်တော့မြက်ကနောက်ဆုံးစီနေနဲ့မြတို့ရဲ့ ferry စမ်းခွေတွေကိုသုံးပါမယ်စမ်းခွေတွေလည်းကုန်ခါနီးတော့မယ်ပစ္စည်းကလည်းရောက်တော့မှာဆိုတော့ကွက်တီလေးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီအဆက်ကတော့လုံးဝမဖြစ်မနေသုံးပေးရမယ်တင်းတိတ် message မဲပြောက်ကောက်ွက်ပေးတဲ့အဆက်လေးပေါ့နော်အဲ့တော့နို့ရည်နဲ့စမ်းခွေတွေတော့သုံးမယ်ဆိုရင်တယ်လီရိုမျက်နှာမှာတေးသိလုံးဝမဖြစ်ဘူးဆိုတာမြအမခံတယ်ပေါ့နော်အဲ့တော့ဒီဟာလေးမျက်နှာတစ်ပြေလုံးနဲ့လိမ့်ပါမယ်အဲ့တော့ तू ကလည်းဘင်းရောမျက်နှာရောလိမ့်မှန်ပေါ့နော်အဲ့တော့ဘာကြောင့်မို့လဲဆိုတော့မျက်နှာခူတဲ့ဖြူနေမှာဆိုလို့ပါနော်အဲ့တော့မြတ်တို့ကမျက်နှာသားကြီးဖြူဖို့တဲ့အောက်ခံသားကြီး skin ကောင်းချင်တယ်ဆိုရင်ဒီစင်လေးကိုသာအများတိုင်းသုံးပေးပါမေတွေကိုချစ်ဖို့လည်းမမေ့နဲ့နော်အဲ့တော့စံခွေလေးကိုနေရာနဲ့လိမ့်ပေးမယ်ပြချစ်ခွက်ချစ်လုံးဝမရှိဘူးနဲ့အောက်ခံ skin ကောင်းဖို့ဒီ3ရက်တစ်စစ်သုံးပြီးပြီဆိုရင်မျက်နှာမှာတစ်ခုလိုနေတယ်လို့မခံစားရဘူးလားနော်ခံစားရတယ်ဆိုရင်တစ်ခုလေးပြပေးမယ်ဒါလေးပါဆုလိုက်ပါအောင်မယ်ရှင်သူက ferry list ရဲ့နံပါတ်1တနင်္လာနေ့အောင်လေးပါဒီပြောလေးပဲစပြထားပါတယ်